တရက်တော့မြတ်စွာဘုရားစီရောက်လာတယ်မြတ်စွာဘုရားစီရောက်လာတယ်ဘုရားရှိတာနဲ့သူဝင်လာပြီးတော့ဘုရားကိုလာကြော့ပြီးတော့မေးတယ်တပည့်တော်တို့သတ်ဆရာလောကသတ္တပင်လောကမှာတဲ့ဆရာကြီးတွေပြောခဲ့တဲ့စကားရှိတယ်တဲ့အခုလိုလူထုကိုဖြေဖြော်ရင်းနဲ့သိပဲဆိုလို့ရှိရင်တဲ့ပဟာတဆိုတဲ့နတ်ပြည်ပျော်မြူးနေရတဲ့နတ်ပြည်ကိုရောက်တယ်လို့ဒီလိုဆိုပါတယ်တဲ့အရှင်ဘုရားရောဘယ်လိုပြောချင်မှာတော့မေးတာနော်အဲ့ဒါတော့ဖယ်ထားလိုက်နှုတ်မို့ဆိုသတ္တမတွေကကြိုက်မှာမဟုတ်ဟောမြတ်စွာဘုရားရဲ့အဖြေလေးကိုပြောပြနော်မြတ်စွာဘုရားကဘာလို့ဆိုမမေးနဲ့တဲ့ငါဒီမေကုံငါမမေးနဲ့ဆိုတော့မဟုတ်ပါဘူးဘုရားတဲ့တပည့်တော်သိကျင်လို့မေးတာပါရှင်ဘုရားအမိန့်ရှိပါဘုရားဟိုမမေးပါနဲ့တဲ့ဒီမေကုံငါမမေးနဲ့လို့ဆိုနှစ်ခါသုံးခါတာမရအောင်ဖြေဖို့ပဲတင်းမေးနေတော့မြတ်စွာဘုရားအေးအဲ့ဒါဆိုလို့ရှိရင်တော့ငါပြောရတော့မှာပေါ့မင်းကသိပြီးတော့မေးချင်နေတော့ဖြေရမှာလူတွေဆိုတာတဲ့ငကိုယ်တည်းကတွေ့တာမှုတွေတတ်မဲ့မှုတွေမုန်းတီးမှုတွေတွေ့ဝေမှုတွေအလွန်များတယ်လူဆိုတာရာဂဒေါသမောဟဆိုအလွန်များတယ်ဇက်ခုံပေါ်ကနေကပြဖြေဖြော်တဲ့အခါမှာဘာဖြစ်လဲဆိုကြည့်တဲ့လူတွေကမျက်နှာလေးမော့ပါးစပ်လေးဟပြီးတော့နော်ပါးစပ်လေးဟပြီးတော့ကြည့်မင်းသားမင်းသမီးလှလှလေးမြင်သဘောကျဘာဖြစ်ရာဂဖြစ်နော်နှိမ့်ဆက်ခံတွေးလို့ရှိရင်ဒေါသဖြစ်ဆေးလိပ်တို့နဲ့ပေါက်ခဲနဲ့ပေါက်ဒေါသတွေဖြစ်စက်ထဲကတယုတ်ဆောင်နေတာကိုဟုတ်ကောင်ထင်ပြီးတော့လေမျက်ရည်ကျလို့ကျနေဆိုမောဟတွေဖြစ်တာဟုတ်တယ်မဟုတ်ဇာထဲမှာရိုက်နေတာဟိုလူကသူ့တင်မသူဖြန့်ကနေလုံးလိုက်တာဟိုကောင်ရိုက်တယ်မှတ်ပြီးဟိုကလည်းငိုလိုက်တာမပြောနဲ့တရုပ်ဆောင်နေတာလေအဟုံးငိုတာမဟုတ်ဘူးတချို့ကြတော့မျက်ရည်မထွက်တော့ပယုတ်စီဆောင်ထားရတယ်လို့ပြောတယ်ပယုတ်စီနဲ့မျက်လုံးပွတ်လိုက်တဲ့အခါကျတော့စပ်ပြီးတော့အဲ့ဒီမှာမျက်ရည်တွေထွက်လာချိုလည်းတော်လေးချင်းရမှာသိတုံလွယ်ဦးနော်အဲ့ဒီလိုမြတ်စွာဘုရားကလူတွေဆိုတာတဲ့ငကောကမှရာဂဒေါသမောဟတွေများနေတဲ့လူတွေကိုမင်းတို့ကရာဂဒေါသပေါ့များအောင်လှုပ်တာဖြစ်သည့်အတွက်ကြောင့်တဲ့သေလို့ရှိရင်ပဟာသငရဲပဲကြတယ်နတ်ပြည်မဟုတ်ဘူးလို့ပြောတယ်အဲ့ကြတော့ငိုလိုက်တာသူငိုတယ်သူ့ရဲ့ငိုကန်းဖြစ်သွားတယ်အဲ့ချက်မြတ်စွာဘုရားမင်းငါမမေးပါနဲ့လို့ပြောတာခုမှမင်းငိုနေရအဲ့ဒါကြောင့်ငိုတာမဟုတ်ပါဘူးတဲ့တပည့်တော်တို့ဟာဒီအလိန်ခံထားရတာကိုတပည့်တော်စိတ်နာလို့ငိုတာပါတဲ့ဝမ်းနေပြီးတော့ငိုတာပါဆိုပြီးမြတ်စွာဘုရားကိုရှောက်ပြီးနောက်သူဘုန်းကြီးဝတ်သွားတာလဗုဒ္ဓသုတ်ဆိုတာခါမဏိတန်ရုံမှာပါတယ်နော်လူတသိန်းပါဝင်တဲ့သတ္တပင်ကြီးအဖွဲ့ကြီးအဲ့တော့ပဟာတငရဲဆိုတာဟိုမှာလဲကခုံနေရတာကရမှာခုံရမှာပဲတရုပ်ဆောင်ရတယ်လေအခုလဲဇက်စင်မောကနေပြီးငိုတာပဲလေဟိုကြတော့တကယ်ငိုတာအဲ့ဒါလို့ပေါ့ဒုက္ခတကယ်ရောက်ရင်တကယ်ငိုရမှာပေါ့အဲ့ဒါလို့ဇလောကနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီလိုဟောခဲ့တယ်ဒါကတနည်းအားဖြင့်တွေးကြည့်တာဒါဘုရားဖြေတာဒီတိုင်းပဲဖြေတယ်မယုံရင်စာအုပ်ရှိစာရှိတယ်နော်ပဟာဒငရဲဆိုတာဖြစ်တယ်တဲ့အဲ့လို